တို့ဤတိုက်တွန်းခြင်းတော်မလိုက်လူစုံတို့ဤလမ်းတွင်မရမနေမတိမဲမြင်ပြူသောသူတို့ဤစီဝေနိုင်မတိုင်ကောင်းရဖျားဤတရားတော်၌မွေးလျော်၍ရာတော်ကိုနေညမပြတ်စင်ခြင်းအောင်မေသောသူသည်မင်္ဂလာရှိကြောင့်မူကားထိုသူသည်မျက်နှာမှာဆိုင်ရဲ့မိမိချိန်ဓမ္မတိဘုဒ္ဓရွယ်မညို့နွမ်းတတ်သောအပင်နဲ့တူဤပြူလေသမျှဒုနိုင်အောင်လိမ့်သည်တရားတော်တော်မူကားထိုကဲ့သို့မဟုတ်လေတိုင်းရွယ်လွင်သောပွဲနဲ့လူကြ၏ထိုကြောင့်တရားဆုံးပြန်တော်မူရာကာလာ၌တရားတော်သူတော်သည်မတီးမနေရာကြဖြောင်းမတော်သူတော်ဤပေါင်းတဲ့သို့လူစိုးတော်ဒီမဝင်ရာကြအကြောင်းမူကားဖြောင်းမတော်သူတော်ဤလမ်းကိုထာဝရဘုရားဒီကျွမ်းတော်မူ၏မတရားသောသူတော်ဤလမ်းသည်ဆုံးရှုံးခြင်းသို့ရောက်ရလိမ့်သည်တရားသောသူတို့ဤတိုက်တွန်းခြင်းတော်မလိုက်လူစုံတို့ဤလမ်းတွင်မရမနေမတိမဲမြင်ပြူသောသူတို့ဤစီဝေနိုင်မထိုင်ထာဝရဘုရားဤတရားတော်၌မွေးလျော်၍တရားတော်ကိုနေညမပြတ်စင်ခြင်းအောင်မေသောသူသည်မင်္ဂလာရှိအကြောင်းမူကားထိုသူသည်မျက်နှာမှာဆိုင်ရဲ့မိမိချိန်ဓမ္မတိကိုတည်၍ရမညို့နွမ်းတတ်သောအပင်နဲ့တူ၏ပြူလေသမျှဒုနိုင်အောင်လိမ့်သည်တရားတော်တော်မူကားထောကဲ့သို့မဟုတ်လေတိုင်းရွယ်လွင်သောပွဲနှင့်တူကြ၏ထိုကြောင့်တရားဆုံးပြန်တော်မူရာကာလာ၌တရားတော်သူတို့သည်မတီးမနေရာကြပြမတော်သူတော်ဤပေါင်းတဲ့သို့လူစုံတော်ဒီမဝင်ရာကြအကြောင်းမူကားပြမတော်သူတော်ဤလမ်းကိုထာဝရဘုရားဒီကျွမ်းတော်မူ၏တရားတော်သူတော်ဤလမ်းဆုံးရှုံးခြင်းတို့ရောက်ရလိမ့်သည်တရားတော်သူတို့ဤလမ်းသည်ဆုံးရှုံးခြင်းတို့ရောက်ရလိမ့်သည်